ကဲအခုဖုန်းတစ်လုံးနဲ့ reaction ဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်အခုဒီဗီဒီယိုမှာအစဆုံးလုပ်ပြပေးတော့မှာပဲဖြစ်ပါတယ်ကဲကျွန်တော်တို့ဖုန်းတစ်လုံးနဲ့ reaction လုပ်ဖို့ဆိုတော့ကျွန်တော်တို့ပဲ software လိုအပ်လဲပေါ့နော်ကဲကျွန်တော်တို့လိုက်ကြည့်လိုက်ရအောင်ဒီမှာပေါ့နော်အဝါရောင်လေးနဲ့ H recorder ဆိုတဲ့ဟာပေါ့နော်အဲ့ကောင်ထဲကျွန်တော်တို့ဝင်လိုက်မယ်ပြီးကျွန်တော်ကနေတစ်ဆင့်ကျွန်တော်လုပ်ပြပေးသွားမယ်ပေါ့နော်ဒါအတိကတော့ဒီဖုန်းနှလုံးမတက်နိုင်တဲ့လူတွေအတွက်ပေါ့နော်ဒီအတိကအခုမှ reaction video လုပ်ပြီးတော့ပတ်စံရှာချင်တဲ့သူတွေအတွက်ပေါ့နော်ကဲဒီ H recorder ထဲရောက်ပြီဆိုကျွန်တော်တို့ဒီ fake cam ဆိုတဲ့ဟာပေါ့နော်အဲ့ထဲကျွန်တော်တို့ဝင်လိုက်မယ်ကဲဒီမှာဗျာဒီမှာမြင်ရနေပြီပေါ့နော်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုကျွန်တော်တို့ဒီမှာ screen record လဲဖမ်းထားရမယ်ပေါ့နော်ဒီမှာ screen record ဆိုတာဒီဟာပေါ့နော်အဲ့ screen record လဲဖမ်းထားရမယ်ပြီးရင်ကျွန်တော်တို့ reaction လုပ်မဲ့ video ကျွန်တော်တို့သုံးသပ်ပြောဆိုရမယ်ပေါ့နော်ကျွန်တော်အခုလုပ်ပြမယ်ပေါ့နော်အတိကတော့ဒါဒီမှာပြောင်းလို့ရတယ်ပေါ့နော်ဒီဖက်ကအဝိုင်းလေးပေါ့နော်ကဲအဲ့ဆိုအဝိုင်းပုံစံဖြစ်သွားပြီပေါ့နော်တကယ်လို့ကိုကအသားမဲနေလို့ရှင်ဒီဖက်ကိုပြောင်းပြီးတော့ဖြူအောင်လုပ်လို့ရတယ်ပေါ့နော်ကျွန်တော်တော့ဆောက်ချောကြီးဆိုတော့ပြောင်းစရာမလိုဘူးပေါ့နော်စတာပါကဲအခုကျွန်တော်လုပ်ပြမယ်ပေါ့နော်ကဲဒီလေးတောင်းဟာပဲအဆင်ပိုပြီးအဆင်ပြေတယ်ပေါ့နော်ကဲအခုကျွန်တော်လုပ်ပြမယ်ပေါ့နော်ကျွန်တော်တို့ reaction လုပ်မဲ့ဗီဒီယိုကျွန်တော်တို့ download လုပ်ထားဖို့လိုတာပေါ့နော်တကယ်လို့ download မထားဘဲနဲ့ဒီ Facebook တို့ YouTube ထဲမှာဒီတိုင်းတိုက်ရိုက်လွှင့်မယ်ဆို line တွေပါလေမကောင်းတဲ့အခါဗီဒီယိုတွေပါတွေထစ်သွားလို့ရှင်မကောင်းဘူးပေါ့နော်အနောက်ရှက်ဖြစ်တယ်ပေါ့နော်ဒါကြောင့်ကို reaction လုပ်မဲ့ဗီဒီယိုတခါတည်း download ဆွဲထားရင်တော့ပိုကောင်းတယ်ပေါ့နော်ကဲအဲ့ဆိုကျွန်တော်တို့အခုစမ်းပြမယ်ပေါ့နော်ကဲအခုစမ်းပြမယ်နောက်ကျွန်တော် wifi ပိတ်လိုက်အောင်မယ်ကဲအခုကျွန်တော်ဒီဗီဒီယိုစမ်းပြမယ်ပေါ့နော်ချက်တာပေါ့တကယ်ဟာဟဲ့လူတွေမကတော့ဘူးဟာဒီခက်ကခွေးတွေပါကစင်ဆွဲခုံပြီအဲ့လိုပါညာပေါ့နော်ကိုဗီဒီယိုတစ်ပုတ်ကိုဒီတိုင်းထိုင်ကြည့်နေလို့မရဘူးနော်ကိုဒီဟာတာကဘလို့ရည်စရာကောင်းလဲဒီဗီဒီယိုကဘလို့ပညာတွေပေးလဲအဲ့လိုမျိုးအကြောင်းအရာကိုသုံးသက်ဝေဖန်ပေးရမယ်ပေါ့နော်ဝေဖန်သုံးသက်ပေးရမယ်ပေါ့နော်အဲ့ကိုဒီတိုင်းပဲကြည့်ပြီးတော့ဟာတာအနေနဲ့ကြည့်နေမယ်ဆိုတော့ monetization မအောင်နိုင်ဘူးပေါ့နော်ဒါကြောင့်ကျွန်တော်တို့ reaction လုပ်တဲ့အခါဗီဒီယိုတစ်ပုတ်ကိုနည်းနည်းပြပြီးတော့ကိုယ့်ရဲ့ရုပ်ကိုပိုပြပေးပါကိုယ့်ရဲ့သုံးသက်ဝေဖန်တဲ့ဟာကိုပိုပြပေးပါပေါ့နော်ကိုဝေဖန်တဲ့အတန်ကဒီကျွန်တော်တို့ reaction လုပ်တဲ့ဗီဒီယိုထက်ပိုရှည်အောင်လုပ်ပေးရမယ်ပေါ့နော်အာမကျွန်တော်တို့ကြိုးဆာနဲ့ reaction လုပ်ပါတယ်ဆိုတဲ့ဟာတွေဖြစ်သွားမယ်ပေါ့နော်အာမဒီ TikTok မှာပဲဖြစ်ဒီ YouTube မှာပဲဖြစ်ကျွန်တော်တို့ကိုသူတို့ကအတီးပြုတ်ပေးမယ်ပေါ့နော်ကဲအားလုံးပဲဖုန်းတစ်လုံးနဲ့ reaction လုပ်တက်သွားပြီလို့ထင်ပါတယ်ပေါ့နော်ကဲအားလုံးပဲအဆင်ပြေကြပါစေနောက်ဗီဒီယိုမှာဒီ reaction လုပ်နေတဲ့ဗီဒီယိုတွေဘယ်လို editing လုပ်လဲဆိုဘယ်လို edit လုပ်လဲဆိုကျွန်တော်နောက်ဗီဒီယိုမှာပြန်ပြောပြပေးမယ်ပေါ့နော်ကဲအားလုံးပဲတတာ